မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ချစ်ချင်းကိုမခွဲပါနဲ့ဒီစာအုပ်ကိုကျွန်တော်ပြန်ပြီးတော့ဖတ်နေတာအကျဉ်50 100လောက်ရှိပြီဒီစာအုပ်လေးကျွန်တော်လက်ထဲကိုရောက်လာတာတော်တော်ကိုမှကြားခဲ့နေပြီနှစ်နဲ့ပြောရမယ်ဆိုရင်10နှစ်နေပါလောက်ရှိပြီကျွန်တော်10တန်းအောင်ခါစသတင်းစာလိုက်ပို့ရင်းနဲ့မှာကျွန်တော်သတင်းစာပို့တဲ့မုံစာအိမ်မှာတွေ့လို့ကျွန်တော်မဝယ်နိုင်သေးဘူးတောင်းခဲ့တာပေါ့နော်စာအုပ်လေးချစ်ချင်းကိုမခွဲပါနဲ့ဆရာတော်အရှင်စန္ဒတိကစာအုပ်လေးကျွန်တော်လူကြီးမင်းတို့ဖတ်ပြပေးမယ်ချစ်ချင်းကိုမခွဲပါနဲ့ငြိမ်သောဘဝပိုင်ရှင်ဖြစ်ဖို့အတွက်အနောက်အရေးသွေးတစ်ခုကတော့ဂုံးမတိုက်ခြင်းသို့မဟုတ်အချစ်ခွဲစကားမပြောဆိုခြင်းဆိုတဲ့အရေးသွေးပါပဲဂုံးတိုက်တယ်ဆိုတာချစ်ချင်းကိုခွဲတာပါဂုံးစကားဆိုတာအချစ်ခွဲစကားပါချစ်သူခင်သူမျက်နှာသူအချင်းချင်းအချစ်ပြက်အခင်ပြက်အမျက်နှာပြက်အောင်မလို့တမကြားဝင်ပြီးအပူရှာစကားဆင်တာကိုဂုံးတိုက်တယ်လို့ခေါ်ပါတယ်ဂုံးတိုက်စကားညီမချင်းပိတုနာဝါစာညီမချင်းပိယပလက်သုံးညအပေါင်းဝါစာချစ်ချင်းကိုခွဲသောစကားလို့အဓိပ္ပာယ်ရပါတယ်တယောက်နဲ့တယောက်ချစ်ခင်ပေါင်းသိနေရကနေထားတတ်အောင်လုပ်လိုက်မှဂုံးတိုက်တာမဟုတ်ပါဘူးဂုံးတိုက်တဲ့စကားမှာရန်ဖြစ်တာမဖြစ်တာပြဿနာတက်တာမတက်တာအဓိကမဟုတ်ပါဘူးရန်ဖြစ်မဖြစ်ပြဿနာတက်မတက်တယောက်နဲ့တယောက်အချစ်ခင်တယောက်နဲ့တယောက်မချစ်ခင်တော့ဘူးမပေါင်းသင့်တော့ဘူးဆိုရင်အဲဒီလိုဖြစ်အောင်လုပ်တဲ့လူဟာဂုံးတိုက်တဲ့အသူပါပဲဒီဘက်လူအကြောင်းဟိုဘက်မှာမကောင်းပြောဟိုဘက်လူအကြောင်းဒီဘက်မှာမကောင်းပြောတဲ့နှစ်ဖက်လုံးမှာပြေလွှတ်လှုပ်ရှားပြီးသွေးခွဲစကားပြောဆိုမှဂုံးတိုက်တာမဟုတ်ပါဘူးတစ်ဖက်မှာသွေးခွဲစကားပြောလို့နှစ်ဖက်လုံးအဆက်အဆံမရှိတော့ဘူးဆိုရင်ဂုံးတိုက်တာပါပဲသူစေတနာကိုကနှစ်ဖက်အချစ်ပြဲစေချင်တာကိုတချို့မိဘတွေကကိုသားသမီးတွေကိုသဘောမတူတဲ့ချစ်သူရည်စားဖြစ်နေကြပြီးလက်ထပ်ဖို့ရည်ရွယ်ကြပြီဆိုရင်သားသမီးတွေရဲ့ချစ်ချင်းကိုမရတဲ့နည်းနဲ့ခွဲကြပါတယ်တကယ်ကိုမတင်တော်တဲ့သူတကယ်ကိုအကျိုးပျက်စီးစေမဲ့သူမို့ချစ်ချင်းကိုခွဲတာဆိုရင်တော့မကောင်းမြတ်တာဆိုတဲ့မိဘဝတ္တရားအရာအပြစ်မရှိပေမဲ့ကိုရအတ္တအမာနလွန်ကဲမှုဂုဏ်ရှိန်မောက်မာမှုနဲ့ကိုဘတ်သူဘတ်ရန်ညှို့ဖွဲ့ကလစားချေမှုတွေကြောင့်သားသမီးတွေရဲ့ချစ်ချင်းကိုခွဲပစ်တာဆိုရင်တော့မိဘတွေအနေနဲ့ဂုဏ်တိုက်ခြင်းအမှုကိုကျူးလွန်ရာရောက်သွားပါ